စကားပြောရင်ခုထိလေဘင်းကနေပဲပြောနေတော့လားစကားပြောရင်အချိန်ကြာကြာပြောနိုင်ဖို့နဲ့အတန်အားကောင်းကောင်းထွက်လာစေဖို့ကကျွန်တော်တို့အတန်ထုတ်တဲ့နည်းစနစ်မှန်ကန်ဖို့လိုအပ်ပါတယ်ဒါဆိုရင်အတန်ဘယ်ကနေထုတ်ကြမလဲကျွန်တော်တို့အတန်ထုတ်ဖို့ကကျွန်တော်တို့ရဲ့ one byte စီကနေထုတ်ဖို့လိုအပ်ပါတယ်ဟုတ်ပါတယ်မိတ်ဆွေနားကြမှာမပါဘူးကျွန်တော်တို့စကားပြောတဲ့အခါမှာလေဘင်းကိုအသုံးပြုပြီးတော့လေဘင်းကနေပဲအတန်ထုတ်ပြီးတော့ပြောနေမယ်အစားကျွန်တော်တို့ one byte ကနေအတန်ကိုထုတ်ပြီးတော့မှပြောတဲ့အခါမှာပို့ပြီးတော့မှလည်းတတောင်းတတာရှိမယ်ပို့ပြီးတော့အားကောင်းတဲ့အတန်ကိုလည်းရပြီးတော့မှလေဘင်းထိခိုက်မှုကိုလည်းတတ်တာစေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လုံလောက်တဲ့လေကိုရှူသွင်းပြီးတော့မှ one byte ကနေပြန်ကန်ထွက်လာတဲ့လေနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်ခုနပြောခဲ့တဲ့အတန်အားကောင်းပြီးတော့မှကျွန်တော်တို့အချိန်ကြာကြာလဲစကားပြောနိုင်မှာဖြစ်ပါတယ်လူကိုလည်းပို့ပြီးတက်တောင့်တက်တာရှိစီမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့လေ့ကျင့်ဖို့တော့အရင်ဦးဆုံးလိုပါတယ်ခင်ဗျအဲ့တော့ဘယ်လိုမျိုးလေ့ကျင့်ရမလဲဆိုရင်မိတ်ဆွေတို့ရဲ့လက်ကိုဘိုက်ပေါ်တင်ထားလိုက်ပါပြီးရင်ကျွန်တော်နှာခေါင်းကနေအသက်ဝဝရှူသွင်းလိုက်မယ်အဲ့လိုအသက်ရှူသွင်းတဲ့အခါမှာဘိုက်ကဖောင်းလာရပါမယ်နော်ဘိုက်ကဖောင်းလာရမယ်အသက်ရှူလိုက်တဲ့အချိန်မှာဘိုက်ချက်သွားတယ်ဆိုလို့ရှိရင်တော့အသက်ရှူနေမှာနေပါတယ်အဲ့တော့အသက်ရှူလိုက်မယ်ဘိုက်ဖောင်းလာပါမယ်ပြီးရနေကျွန်တော်တို့ဖြည်းဖြည်းချင်းပါးစပ်ကနေပြန်ပြီးတော့ရှူထုတ်လိုက်မယ်ပေါ့နော်ဥပမာဒီလိုပုံစံနဲ့ရှူသွင်းမယ်ပြန်ထုတ်မယ်ရှူသွင်းမယ်ပြန်ထုတ်မယ်ဒါကိုလေ့ကျင့်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့ရဲ့ byte ထဲကိုပေါ့နော်ဒီအစုပ်ထဲကိုလေအပြည့်အဝရောက်သွားပြီးတော့မှဒီမှန်ကန်တဲ့အသက်ရှူနည်းကိုတတိထားနိုင်ဖို့အတွက်နဲ့တကယ်အဲ့လိုမျိုးမှန်ကန်အသက်ရှူနိုင်မှုဒါကိုအရင်ဆုံးလေ့ကျင့်ရမှာဖြစ်ပါတယ်ပေါ့လေနော်အဲ့တော့ byte လေးဖောင်းလာတဲ့အထိပထမဆုံးကျွန်တော်တို့လေ့ကျင့်မယ်နော်ဒုတိယဆင့်အနေနဲ့အဲ့ဒီအသက်ရှူပြီးသွားတဲ့အခါမှာကျွန်တော်တို့ကလေကိုပြန်ထုတ်တယ်เนาะအဲ့တော့ဒီတစ်ခါဒီနာလိုမျိုးလေကြီးပဲပြန်ထုတ်တာမျိုးမဟုတ်တော့ဘဲねကျွန်တော်တို့ကအတန်မှာပါပြီးတော့မှထုတ်ပါမယ်ဥပမာโอเคနော်အဲ့တော့ကိုယ့်ရဲ့ဒီ byte တွေကိုရောက်သွားတဲ့လေအားကောင်းကောင်းကိုနော်လေအားကောင်းကောင်းနဲ့ပြန်ပြီးတော့မှကျွန်တော်တို့ဟာကလေးပြန်ရှုပြန်ပြီးတော့ထုတ်လိုက်တယ်ပေါ့နော်လေနဲ့အတူကျွန်တော်တို့ဟာဆိုတဲ့အတန်ကိုပါပြန်ပြီးတော့ထုတ်လိုက်တယ်ပေါ့နော်အဲ့ဒါကိုလည်းမိတ်ဆွေတို့ကတတ်နိုင်သမျှအတန်ကိုပို့ပြီးတော့အားကောင်းနိုင်သမျှကောင်းအောင်တတ်နိုင်ဆုံးထုတ်ပြီးဖို့လိုအပ်တယ်ပေါ့လေနော်ဒါမှသာလေဒီအတန်ဘယ်ကနေထွက်လာတယ်လဲဆိုတဲ့အရာကိုမိတ်ဆွေတို့သတိထားမိသွားမှာဖြစ်တယ်ပို့ပြီးတော့မှလည်းဒီဟာကိုနားလည်သွားမှာဖြစ်တယ်အဲ့ဒီခါမျိုးမှာကြာရင်နောက်ပိုင်းကျွန်တော်စကားပြောတဲ့အခါမှာပို့ပြီးတော့ဒီအတန်ထွက်လာတဲ့နေရာကိုကျွန်တော်ကပို့ပြီးတော့သတိထားနိုင်သွားမှာဖြစ်ပါတယ်ပေါ့လေနော်ဒါကြောင့်မလို့ဒီနီလန်းလေးနှစ်ခုနဲ့မိတ်ဆွေတို့လေ့ကျင့်ကြည့်ပါအဆင်ပြေရဆိုလို့ရှိရင်လည်း comment မှာလာပြီးတော့ပြောပေးပါအောင်ဗျအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် season တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ်ဗျ